Okay ကျွန်တော်တို့အခုဆက်ပြောမှာတော့ asset model ပေါ့နော် asset model ဘာလို့စောက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ fair asset တွေကိုပြီးရ class တစ်ခုချင်းစီခွဲပြီးတော့ပေါ့နော်သူတို့ရဲ့တန်ဖိုးလျှော့မဲ့ class တွေသတ်မှတ်တာပေါ့asset model စောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ accounting ပေါ့ accounting ထဲမှာ configuration ထဲမှာ asset model နော်အဲ့မှာကျွန်တော်တို့အခုဒီမှာ၃ခုစောက်ထားတာရှိတယ်ကျွန်တော်ဘာကိုဆက်ပြမလဲဆိုတော့ office furniture ပေါ့ welfare ပိုင်းစီ office furniture ကိုစောက်ပြီ office furniture အတွက် asset model စောက်ဖို့ဆိုလို့ရှိရင်သူကအကောင့်၃ကောင့်လိုမယ်ကျွန်တော်တို့ဘာအကောင့်နေလိုမယ်ဆိုလို့ရှိရင် office furniture အကောင့်လိုမယ်ပြီးလို့ရှိရင် accumulated depreciation of office furniture ပြီးလို့ရှိရင် depreciation of office furniture ဆိုပြီးတော့အကောင့်၃ကောင့်လိုမယ်ကျွန်တော်အရှိမ office furniture ဆိုတဲ့အကောင့်တစ်ခါစောက်ခဲ့ပြီပေါ့နော်အဲ့တော့အခုကျွန်တော်နောက်ထပ်အကောင့်2ကောင့်ကျွန်တော်မှလိုသေးတယ်အဲ့ဒါကိုစောက်လိုက်မယ်ပေါ့နော်အဲ့တော့ဟာကြတော့ကျွန်တော်တို့ဒီဘက်ကနေကျတော့အကောင့်စောက်မယ်ဆိုတော့ကျွန်တော်တို့ configuration နဲ့ကချက်တော့အကောင့်ဒီမှာကျွန်တော် group နဲ့စုလိုက်မယ်ဒီမှာဘာစောက်မလဲဆိုတော့ကျွန်တော်က non current asset ထဲရပါတော့နော် office furniture မရှိသေးဘူးပေါ့နော်non current asset ထဲမှာ office furniture ရှိတယ်အဲ့တော့ခါကြတော့ကျွန်တော်ကဘာစောက်မလဲဆိုတော့ accumulated depreciation of furniture စောက်မှာပေါ့extending depreciation of furniture ပေါ့နော်အဲ့မှာသူ့ရဲ့ကုန်နံပါတ်ပေါ့ကုန်နံပါတ်00 7ဒီရဲ့ type ကတော့ဘာတိုက်လဲဆိုတော့ကျွန်တော် current asset type ပဲပေါ့နော်ဒီမှာဆိုလို့ရှိရင် tax money from investing in derivative ဟောကျွန်တော်စေးလိုက်မယ်ဒါက accumulated ရသွားပြီအဲ့တော့ကျွန်တော်နောက်တစ်ခေါက်ဘာစောက်အောင်လဲဆိုတော့ depreciation of office furniture depreciation of office furniture သူ့ရဲ့ကုန်နံပါတ်ပေါ့နော်099မှာသူ့ရဲ့ type ကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က expand ဖြစ်မှာပေါ့နော်ဒါပေမဲ့သူ့မှာ expand မဟုတ်ပဲねသူ့မှာ depreciation ဆိုတဲ့ type ရှိရဲအဲ depreciation type လေးကိုရွှေ့ပေးလိုက်ပြီပေါ့နော်ဒါတော့ထည့်စရာမလို expand ဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့စေ့လိုက်ပြီအဲဆိုလို့ရှိရင်ကျွန်တော်တို့ချက်တော့က3ကောက်စောက်လုပ်ပြီးသွားပြီနော်စောက်လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့ဒီ office furniture ရဲ့ asset model ကိုစောက်မယ်ပေါ့ဒီမှာသူက straight line method ကိုပဲသုံးမယ် duration ကကြာကျွန်တော်တို့ကတစ်လတစ်ခါ report ကြည့်မှာဖြစ်တဲ့အတွက် office furniture ကိုကျွန်တော်တို့3နှစ်ပေါ့နော်3နှစ်depreciation ချမယ်ဆိုလို့ရှိရင်ကျွန်တော်12နှစ်မြောက်ပြီးတော့36လပေါ့ဒီရီကနေရာမှာကြာတော့မှန်ပြောင်းလိုက်မယ်ပြီးရင်ဒီ depreciation အကောင့်နေရာမှာကြာကျွန်တော်ဗာထည့်မယ်ဆိုတော့ ACC accumulator of office furniture ကိုထည့်လိုက်မယ် expand အကောင့်နေမှာကြာတော့ office furniture ကိုထည့်ပြီးတော့ဂျာနေမှာကျတော့ကျွန်တော်တို့ depreciation ဂျာနယ်ကိုတက်စုကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဂျာနယ်နေရာမှာ depreciation ဂျာနယ်ဆိုပြီးတော့ထည့်လိုက်ပြီပြီးလို့ရှိရင်တော့စိတ်လိုက်ပြီပေါ့နော်အဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာasset model မှာ office furniture အတွက် asset model တခုစောက်ပြီးသွားပြီနော်ဟုတ်ကဲ့ကျွန်တော်တို့နောက်ထပ်ဘာလေးဆက်ပြောမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ cash transaction တွေမှာစည်ရင်သွင်းတာလေးပေါ့နော်စည်ရင်သွင်းတာလေးပြောပြပါမယ်အဲ့ဆို cash transaction မှာဆိုလို့ရှိရင်ဒါဒီကျွန်တော်တို့ cash in hand မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ရှိရာဒီမှာ18သိန်းရှိရပေါ့နော်အဲ့ cash in hand นี่ကျွန်တော်ဘာဝယ်မလဲဆိုတော့ office furniture ဝယ်လိုက်အဲ့တော့ဒီ transaction ဆိုတာလို့ရိုက်လိုက်မယ်လိုက်ပြီလို့ရှိရင်ကျွန်တော် new ခေါ်လိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခြေရောတီပဲပေါ့ခုံဝယ်တယ်ပေါ့ပါတနာမလို့ကျွန်တော်တို့ကငွေထွက်တာဖြစ်တဲ့အတွက် minus နဲ့ရပြီပေါ့နော် minus ထားပါတော့ခုံဝယ်တာ3သိန်းပဲထားပါတော့3သိန်းပေါ့နော်ရိုက်လိုက်ပြီရိုက်ပြီလို့ရှိရင်ကျွန်တော်တို့က add and close ပေါ့အဲ့မှာသူက
အကောင့်ယူရမယ်ဒီမှာပါတနာကတော့ကျွန်တော်တို့ခုံဝယ်တာဖြစ်တဲ့အတွက်ပါတနာမထည့်ခဲ့ဘူး set account ပေါ့နော် set account နေရာမှာဘယ် account နဲ့ချိန်မလဲဆိုတာကြီးပေါ်လာမယ်အဲ့မှာကျွန်တော်က office furniture ဆိုတဲ့ account နဲ့ချိန်လိုက်ပေါ့နော် office furniture ဝယ်တာဖြစ်တဲ့အတွက် office furniture ဆိုတဲ့ account နဲ့ချိန်လိုက်ဒါ cash transaction တွင်းတာပေါ့နော်cash transaction ကိုဒါကငွေထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါ minus နဲ့ရိုက်ပြီးတော့ထုတ်ရပါဒါမှ minus နဲ့ရိုက်ပြီးထုတ်ရပါတကယ်လို့ cash transaction ကနေပြီးတော့ကျွန်တော်တို့internet ချင်းပေါ့နော် cash ကနေပြီးတော့ KB ကို percent ရွှေ့တာပဲဖြစ်ဖြစ် KB ကနေ cash ကို percent ရွှေ့တာပဲဖြစ်အဲ့လို transaction တွေတွင်းကျင်နေဆိုလို့ရှိရင်ကျွန်တော်က new ခေါ်လိုက်မယ်အခုကျွန်တော်က cash ကနေ KB ကိုငွေရွှေ့မယ်ပေါ့အဲ့မှာငွေရွှေ့မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် transfer transfer to KB ပေါ့အတနာမလို့ဘူးငွေထွက်မှာပဲဖြစ်လို့ကျွန်တော်တို့က minus 5သိန်းရွှေ့လိုက်မယ်ပေါ့အမှ add and close နေလိုက်မယ်အဲ့မှာသူက set account ရဲ့ပြီးမှဆက်လေး38ပေါ့အဲ့ဆက်လေးကိုဖွင့်လိုက်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုတော့အဲ့ internet transfer လုပ်မှာပေါ့နော် internet transfer လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က internet transfer ဆိုတဲ့ဟာကိုနှိပ်လိုက်အဲ့မှာကျွန်တော်တို့ internet transfer ဆိုတာကိုနှိပ်လိုက်တာ ਨੇ သူကဒီမှာ liquidity transfer နဲ့သူက auto ချိတ်ပြီးသွားရပေါ့နော်ဒီ cashback မှာလည်းအဲ့ဒီဟာကိုဒီ internet transfer ကိုနှိပ်လိုက်တော့ liquidity နဲ့ auto ချိတ်ပြီးသွားဒီ cashback မှာကြာလို့ရှိရင်ကျွန်တော်တို့က -5 သိန်းအထက်ပြသွားပြီးတော့ဘက်ကပြသွားပြီပေါ့နော်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဟို KB ဘက်မှာကြာကျွန်တော်တို့အဝင်ပြဖို့လိုသေးတယ်အခါလေးကြာလို့ရှိရင် KB ကင်တဲ့လူနဲ့ cash ကင်တဲ့လူနဲ့ကမတူတဲ့အချိန်ကြာလို့ရှိရင်ဒီဘက်ကငွေထွက်သွားပြီမဲ့ပေါ့နော်သူတို့ဘက်ကလက်ရရှိမှသူတို့ကလည်းကျွန်တော်တို့ reconcile လုပ်မှာပေါ့နော်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ internet transfer ကိုသုံးတာအမှ dashboard ကိုတွားကြည့်လိုက်မယ်ဘာဖြစ်လို့ရှိရင်ကျွန်တော်တို့က KB တဲ့ကို5သိန်းအဝင်ပြအဲ့တော့ transition လေးခေါ်လိုက်မယ်ခေါ်ပြီးလို့ရှိရင် new ခေါ်လိုက် new ခေါ်ပြီးတော့ဒီဟာကဘယ်လိုလဲဆိုလို့ရှိရင် ANSFER transfer from ရလာလဲဆို cash ပေါ့ main cap ကလာဘယ်လောက်လဲဆို5သိန်းအဲ့မှာကျွန်တော်တို့က add and close ဆိုတာနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာသူကအဆက်34ရဲ့အပေါ်မှာသူဒီပြောက်လေးနဲ့ပေါ့နော်သူအလန်းပေးနေပေါ့အဲ့ဒီဟာလေးကိုဖွင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုဖွင့်ကြည့်ပြီးကျွန်တော်တို့ internet transfer ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်သူကလည်းဒီ liquidity transfer နဲ့ပေါ့နော်သူက auto ချိတ်ပေးသွားပါတယ်ဒီဟာကကြတော့ကျွန်တော်တို့ဒီ internet မှာပေါ့နော် cash ကနေဘဏ်ကိုပဲရွှေ့ရပဲဖြစ်ဖြစ်ဘဏ်ကနေပြီးတော့cash ကိုရွှေ့ရပဲဖြစ်ဖြစ် KB ကိုရွှေ့ရပဲဖြစ်ဖြစ်ပေါ့နော်ဒီလို transaction လေးစရင်းသွင်းပြီးတော့လုပ်ပေးရမှာပါအခုနောက်တစ်ခုဗာပြောချင်တာလဲဆိုတော့ခါကြတော့ကျွန်တော်တို့ဒီ asset တွေကို differentiation ပေါ့နော်တန်ဖိုး short တဲ့ဟာပေါ့ဒီ asset တွေကိုတန်ဖိုး short တဲ့ဟာကြတော့ကျွန်တော်တို့ဘယ်ထဲမှာရှိလဲဆိုလို့ရှိရင်ကောင်းနေပေါ့နော်ကောင်းနေရမှာ asset ပေါ့အဲ့မှာကျွန်တော်တို့ asset တစ်ခုကိုတန်ဖိုး short တော့မယ်ဆိုလို့ရှိရင်new ခေါ်လိုက်မယ်ပေါ့နော်ကျွန်တော် asset တစ်ခုဝယ်ထားတာရှိတယ် table ပေါ့နော်table ဝယ်ထားတာရှိရဲအဲ့ table ကိုကျွန်တော် differentiation short အဲ့ချိန်မှာကျွန်တော်ဒီမှာ pay ဆိုတာလေးရှိတယ်အဲ့ pay လေးကိုနှိပ်လိုက်မယ် pay လေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီ add line ဆိုတာလေးကိုခေါ်လိုက်ခေါ်ပြီးလို့ရှိရင်ကျွန်တော်ဘယ်ဟာကိုတန်ဖိုး short မှာလဲဆိုဒီမှာကျွန်တော်ငွေစင်ရင်းကနေပြီးတော့ဒီ office furniture တီးဝယ်ထားတာ3သိန်းရှိရဲအဲ့ဥစ္စာကိုကျွန်တော်တန်ဖိုး short မှာပေါ့နော်အဲ့လေးကို select မှတ်လိုက်မယ်ပြီးလို့ရှိရင် select ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးတော့ access ဆိုတာဝင်ကြည့်လိုက်မယ်နော်ဒီမှာဒီ access name ကြီးပြောင်းချင်လဲပြောင်းလို့ရတယ်မပြောင်းချင်လဲရတယ်အပချေရောတီးပဲပေါ့နော်အဲ့မှာကျွန်တော်ဒီမှာသူ့ရဲ့ကျွန်တော်ဝယ်ထားတဲ့ value တွေတက်လာမယ်ဘယ်နည်းဝယ်ထားတာတွေတက်လာမယ်အဲ့မှာ access model မှာကျွန်တော်တိစောက်ခဲ့တဲ့ office furniture ပေါ့နော်အဲ့ model လေးကိုရွေးပေးလိုက်မယ်ရွေးပေးလိုက်လို့ရှိရင်ကျွန်တော်ဟိုဘက်မှာ access model စောက်ခဲ့တဲ့အတိုင်းပဲသူ36လရှိမယ်office 36လရှိမယ် major differentiation နဲ့ပေါ့ auto ဝင်သွားမယ်ပေါ့နော်ဒီမှာ pre order date ဆိုတာရှိတယ်ဘယ်နေ့မှာ
တန်မိုး short ဘယ်နည်းကစပြီးတန်မိုး short ကျင်တာလဲဆိုတော့ရက်စွဲကိုထည့်ပေးရမယ်ကျွန်တော်တို့ဂျွန်30မှာဝယ်ဂျွန်လ10ရက်နေ့မှာဝယ်နေကျွန်တော်တစ်လစာလုံး short ကျင်ဒီ6လပိုင်းတစ်လစာလုံးကျွန်တော်တို့ differentiation short ကျင်ဆိုလို့ရှိရင်ဒီနားလေးမှာတရက်နေ့တည်းကိုရွှေ့ပြတရက်နေ့ဆိုတာရွှေ့ပြရမယ်တကယ်လို့မဟုတ်ဘူးဒီကနေပဲစပြီးတော့ short မယ်ဆိုလို့ရှိရင်ဒီ date ကိုရွှေ့ပြလို့ရှိရင်သူက shed တော့နေပေါ့နော်ဟို short ပြီးပါဒီမှာကျတော့ differentiable value ဆိုတာတကယ်လို့ကျွန်တော်တို့ပြန်ရောင်းလို့ရှိရင်ရမယ်တန်မို့ကိုပြောပါတော့ဒါကတော့ဒီဟာကျွန်တော်ဝယ်ခဲ့တာ3သိန်းတကယ်လို့3သိန်း short ပြီးရဲ့အချိန်မှာကျွန်တော်ပြန်ရောင်းဖို့9000ရသေးရဲ့ဆိုလို့ရှိရင်ဒီမှာ9000ကိုထည့်ပေးရအောင်နော်9000ကိုထည့်ပေးလိုက်လို့ရှိရင်ဒီနားမှာ9000ဆိုပြီးတော့ထည့်ပေးလိုက်ရမှာပေါ့နော်ဒီ9000ကိုထည့်ပေးလိုက်လို့ရှိရင်သူက2သိန်းခွဲစာပဲသူက differentiation short တော့မှာပေါ့နော်သူက differentiate သူက2သိန်းခွဲဖြစ်သွားတယ်တော့မဟုတ်ဘူးမထည့်တော့ဘူးဒီဥစ္စာကိုအကုန်လုံး short လိုက်ပြီပေါ့နော်3သိန်းဒီမှာကျွန်တော်တို့က save ပြီးလို့ရှိရင်ဒီ compute differentiation ဆိုတာလေးကိုတစ်ချက်နှိပ်differentiation တလားကိုအမောင်းဘယ်လောက်ကြာမလဲဆိုတာကိုကျွန်တော်တို့သွားစစ်ချင်း differentiation post ဆိုတဲ့အဲ့လိုလေးနှိပ်လိုက်မယ်အဲ့ခါကျတော့ differentiation เนาะကျွန်တော်က30ရက်နေ့မှာစပြီး differentiation ရှာမယ်ဒီမှာသူတစ်လကို8000ကျော်နေပေါ့နော် differentiation ရှာမယ်လက36လစာပေါ့နော်36လကုန်လို့ရှိရင်0 balance ဖြစ်သွားတယ်အဲ့ဒါစစ်ကြည့်ပြီးလို့ကျွန်တော်တို့အားလုံးမှန်ပြီဆိုလို့ရှိရင် confirm ကိုနှိပ်confirm ကိုနှိပ်လိုက်လို့ရှိရင်ဒီ differentiation တွေကပုံစံကြောင်းမယ်ပေါ့နော်လောက်တင်ဖြစ်confirm ကိုနှိပ်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့အဲ့ဒီ differentiation run ကိုတစ်လကိုတစ်ခါ running ဒါတွေက order ကြသွားမှာပဲဖြစ်ပါတယ်